စိတ်လှုပ်ရှားစရာတရုတ်ကိုခံပညာရုပ်ရှင်တွေကိုယူယူမူမူဆွဲလန်းပြီးအိတ်ခမ်းနဲ့ရန်တစ်ခုလုံးကိုပါကိုခံပညာအိုင်ကွန်တွေရဲ့ပိုစတာတွေအပြည့်ကတ်ထားတဲ့ဂျေဆွန်ဆိုတဲ့လူဖြူကောင်လေးတယောက်အကြောင်းနဲ့ဇလန်းကိုစတင်လိုက်ရအောင်ဗျာဇလန်းအစမှာတော့ဂျေဆွန်ဟာရွှေရောင်တုတ်ကောက်ကြီးတစ်ခုကိုကိုင်ဆောင်ပြီးရန်သူတွေကိုအပြင်းထန်တိုက်ခိုက်နေတဲ့ဝေယုံဖြူဝေယဟန်တစ်ပါးအကြောင်းကိုအိမ်မက်မက်နေခဲ့တာပါအိမ်မက်ထဲကနေလက်နိုးလာပြီးတဲ့နောက် TV မှာပြသနေတဲ့ကိုခံပညာရုပ်ရှင်ကိုပိတ်လိုက်ပါတယ်သူကတော့တကယ်ကိုအရှိတန်းရုပ်ရှင် YouTube သူတယောက်ပေါ့သူဟာတရုတ်တန်းထဲမှာရှိတဲ့သူအမြဲသွားလေးရှိတဲ့အပေါင်ဆိုင်လေးစီထွက်လာခဲ့ပါတယ်ဆိုင်ထဲမှာတော့ရှေးဟောင်းတရုတ်ချက်ဂီတတန်တွေပြန့်လွင့်နေပြီးဆိုင်ထိုင်နေကြအဖိုးအိုဟုတ်ကိုဂျေဆွန်ကနှုတ်ဆက်လိုက်ပါတယ်အဲ့ဒီနောက်စိတ်ဝင်စားစရာ CD အချို့ကိုရှာတွေ့သွားပြီးအခြားရုပ်ရှင်တွေအကြောင်းဟုတ်ကိုမေးမြန်းပါတော့တယ်ဟုတ်ကထိုရုပ်ရှင်တွေအကြောင်းကိုအကုန်သိနေပေမဲ့ဂျေဆွန်ကိုတော့မိန်းကလေးတွေအထင်ကြီးအောင်ကွန်ပျူတာတင်ကျင်နေတဲ့တာမန်လူဖြူကောင်လေးတယောက်ဖြစ်ပဲမြင်ပြီးစားနောက်နေခဲ့တာပါဒါပေမဲ့အပေါင်ဆိုင်ရဲ့နောက်ခန်းထဲကိုရောက်သွားတဲ့အချိန်မှာတော့ဂျေဆွန်တယောက်အံ့ဩမြင်တက်သွားရပါတယ်။ဘာလို့လဲဆိုတော့သူအိမ်မက်ထဲမှာခဏခဏမြင်မက်နေတဲ့ရွှေရောင်တုတ်ကောက်ကြီးနဲ့ထပ်တူကျနေတဲ့တုတ်ကောက်တစ်ချောင်းကိုသတိပြုမိသွားလို့ပါပဲ။အဖိုးအိုဟုတ်ကဒီတုတ်ကောက်ဟာလွန်ခဲ့တဲ့ရာစုနှစ်တခုကတည်းကသူ့အဖိုးဆိုင်စဖွင့်ချိန်ကစလို့လာရောက်တောင်းဆိုမဲ့ပိုင်ရှင်အစ်စ်မှန်ကိုစောင့်ဆိုင်းခဲ့တာဖြစ်ပြီးဘယ်သူမှရောက်မလာခဲ့ပဲသူ့ဖခင်ကတဆင့်အခုသူ့လက်ထဲအထိရောက်လာတာဖြစ်ကြောင်းရှင်းပြပါတယ်ဂျေဆွန်ကဒါကိုမြောက်ပိုင်းကျောင်းတော်စတိုင်လေးကင်တုတ်အဖြစ်ချက်ချင်းမှတ်မိသွားပေမဲ့ဟုတ်ကတော့အတိတ်ပဲမရှိတာဆိုပြီးပယ်ချကဂျေဆွန်ကိုဘရုစ်လီရဲ့ရုပ်ရှင်မာကားကိုပဲတက်တာတဲ့ဈေးနဲ့ရောင်းပေးပြီးဂိုတောင်ကိုတောက်ခတ်လိုက်ပါတော့တယ်ဂျေဆွန်တယောက်စပိန်စီပီအိမ်ပြန်လာတဲ့လမ်းမှာမိန်းကလေးတယောက်ကချင်းကပ်လာပြီးသူတရုတ်တန်းဝင်းကျင်မှာခဏခဏလာဝဲနေတာသတိထားမိတယ်လို့ပြောပါတယ်ဂျေဆွန်ကလည်းကွန်ပျူတာပညာကိုစိတ်ဝင်စားလို့ပါလို့ဝန်ခံလိုက်ပါတယ်ဒါပေမဲ့မကြခင်မှာပဲလမ်းမှာလူမိုက်ကိုင်းတစုနဲ့တိုးပါတော့တဲ့လူမိုက်တွေကဂျေဆွန်ရဲ့ပစ္စည်းတွေကိုမှွေနှောက်လောင်ပြောင်းကြပြီးကွန်ပျူဝါသနာအိုးဆိုတော့ကွန်ပျူကွက်တွေပြဖို့အတင်းတောင်းဆိုကသူ့ကိုဝိုင်းဝန်းရိုက်နှက်ကြပါတယ်လူမိုက်ကောင်းဆောင်ကဂျေဆွန်ရဲ့ဝမ်ဘိုက်ကိုပြင်းထန်စွာကန်ကြောက်လိုက်ပြီးသူ့ပေါင်ဆိုင်ကိုတွားတလားလို့မေးတဲ့အခါဂျေဆွန်ခများကြောက်ကြောက်လန့်လန့်နဲ့တွားပါတယ်လို့ဝန်ခံလိုက်ရပါတယ်အဲ့ဒီနောက်အဲ့ဒီကိုင်းကဂျေဆွန်ကိုဓာတ်စာခံလုပ်ပြီးအပေါင်ဆိုင်ထဲကိုအတင်းအဓမ္မဝင်ရောက်လူရိုက်ကြပါတော့တယ် TV ကြည့်နေတဲ့ဟုတ်ကဂျေဆွန်ရဲ့တငယ်ချင်းတွေကဘသူတွေလဲလို့မေးချိန်မှာလူမိုက်တွေကအဖိုးအိုကိုတွန်းထိုးပြီးငွေတောင်းကြပါတယ်အဖိုးအိုကဘာမှမပြောဘဲညှင်းဆန်နေတာကိုဂျေဆွန်ကမျက်ရည်ဝဲလျက်နဲ့ဘာမှမတတ်နိုင်ပဲကြည့်နေခဲ့ရရှာပါတယ်ဟုတ်ကတုတ်တချောင်းနဲ့တယောက်ကိုရိုက်နှက်ပြီးပြန်လဲခုခံဖို့ကြိုးစားပေမဲ့လူမိုက်ကောင်းဆောင်လူပိုကတနက်နဲ့ရက်ရက်ဆက်ဆက်ပစ်ခတ်လိုက်တာကြောင့်လူမိုက်အဖော်ကဒီတောင်တုံးလို့သွားကြပါတယ်တွေးအိုင်နဲ့လဲနေတဲ့ဟုတ်ဟာဂျေဆွန်ကိုရွှေတုတ်ကောက်ကြီးကမ်းပေးပြီးဒါကိုအသက်နဲ့လဲပြီးကာကွယ်ပါလို့မှာကြားခဲ့ပါတယ်ဂျေဆွန်လဲတုတ်ကောက်ကိုကင်ပြီးအမိုးပေါ်ကိုထွက်ပြေးပေမဲ့လမ်းပိတ်မိသွားပြီးလူပိုကတနက်နဲ့ထပ်မံချေရွေလိုက်တဲ့အချိန်မှာတော့အန်ဩစရာကောင်းတာကထိုမော်တုတ်ကောက်ကြီးကဂျေဆွန်ကိုအမိုးပေါ်ကနေရုတ်တရက်ရိုက်ချလိုက်ပြီးအခြားကဘာတစ်ခုစီကိုဆွဲခေါ်လွှင့်ဆင်သွားစေပါတော့တယ်ဂျေဆွန်တယောက်ဝစ်စုံအစ်စ်တွေနဲ့တောင်ပေါ်ကတဲအိမ်တစ်ခုထဲမှာနိုးလာခဲ့ပါတယ်သူစိတ်ပြက်ပြီးဤနေရာသို့မိတို့ရောက်နေသည်ကိုတွေးတောနေမိတော့ရုတ်တရက်တန်ချက်ကဝစ်ဂျိတ်စစ်သားတွေကအနီးနားကရွာတရွာတဲကိုစီးနှင်းဝင်ရောက်ပြီးအရက်သားတွေကိုရက်ရက်ဆက်ဆက်တက်ဖြတ်နေတာကိုတွေ့လိုက်ရပါတယ်ဂျေဆွန်လည်းထိတ်လန့်တုန်လှုပ်စွာနဲ့ကောက်ရိုးပုံနောက်မှာပုံနေပေမဲ့မြင်းစီစစ်သားတယောက်ကသူ့ထံကိုဥတီပြီးဓာတ်နဲ့ခုတ်ဖို့ပြေးဝင်လာပါတယ်ထိုစဉ်မှာပဲအနီးနားကနေမူရစ်နေတဲ့တာအိုဆရာလူရန်ပေါ်လာပြီးသူကဒန်နာရီလာမူရစ်ကွန်ပူစတိုင်နဲ့ရိန်းထိုးနေရင်းကနေစစ်သားတွေကိုလက်ပလာနဲ့တင်အလွယ်တကူနှိမ့်နှင်းကယ်တင်လိုက်ပါတယ်ဂျေဆွန်ကသူပြောတာတွေကိုနားမလည်ဘူးလို့အတင်းချင်းဆိုပေမဲ့လူရန်ကနားထောင်ခြင်းရင်နားလည်လာလိမ့်မယ်လို့မှတ်ချက်ပေးပြီးဂျေဆွန်ရဲ့သတိပေးချက်ကြောင့်နောက်ကျောကနေထပ်မံတိုက်ခိုက်လာတဲ့အန်ရီယယ်ကနေပါလွတ်မြောက်အောင်နှစ်ယောက်သားမြင်းစီးပြီးစားတောက်ဆိုင်တစ်ခုစီကိုထွက်ပြေးခဲ့ကြပါတယ်စားတောက်ဆိုင်ထဲမှာဂျေဆွန်ကသူ့ပဲရောက်နေမှန်းဘသူတွေတိုက်ခိုက်နေမှန်းမသိဘူးလို့ဝန်ခံတဲ့အခါလူရန်ကဒါဟာတိုက်ဆိုင်မှုမဟုတ်တယ်လို့အိမ်မက်လည်းမဟုတ်ကြောင်းရှင်းပြပါတယ်အတိတ်ကအနာဂတ်ဟောကိန်းတစ်ခုရာတုတ်ကောက်ကိုပြန်လဲယူဆောင်လာမဲ့သူပေါ်လာပြီးဂျိတ်စစ်ဘရင်ရဲ့အာနာဆက်ကိုအဆုံးတက်လိမ့်မယ်လို့ဆိုထားတာပါဒီတုတ်ကောက်ဟာကဘာမြေရဲ့ဟန်ချက်ညီမှုကိုစောက်ရှောက်ခဲ့တဲ့မြောက်မင်းရဲ့ပိုင်ဆိုင်မှုဖြစ်ပြီးဂျိတ်စစ်တစ်ခုလုံးတောင်မဖြိုခွင်းနိုင်တော့အောင်အစွမ်းထက်ပါတယ်မြောက်မင်းဟာသူရဲကောင်းပြီးစေလွတ်သမျှစစ်သားတွေကိုချေမှုန်းခဲ့ပြီးမတည်နိုင်တဲ့နတ်မင်းတွေသတင်း305ပါးတက်စင်တောင်တန်းရှိတာမြင့်နယ်မြေအထိဖိဆန်ခဲ့တာပါနှစ်ပေါင်း900လင်းတစ်ကြိမ်ဂျိန်းနတ်မင်းကြီးကမတ်မွန်တီးပွဲတော်ကျင်းပပြီးနတ်သက်ရှိစေးရည်တွေကိုတောက်တုံးကြတဲ့ပွဲမှာမြောက်မင်းကဖိတ်ကြားခြင်းမခံရဘဲဝင်ရောက်မှုနောက်ခဲ့ပါတယ်နတ်မင်းကြီးကသဘောကျမိပေမဲ့ရက်ဆက်တဲ့စစ်ဘရင်ကတော့မြောက်မင်းကိုသူ့ရှိမှဒူးထောက်ဖို့တောင်းဆိုရကနေတုတ်ကောက်နဲ့လှန်ကိုတုံပြီးပြင်းထန်စွာတိုက်ခိုက်ခဲ့ကြပါတယ်စစ်ဘရင်ဟာမိမိမနိုင်တော့တာကိုတည့်ရက်နဲ့ညံစင်ပြီးတုတ်ကောက်မပါရင်မင်းကဘာမှမဟုတ်ဘူးလို့လက်ပလာချင်းတိုက်ဖို့စိန်ခေါ်ခဲ့ပါတယ်မြောက်မင်းကတုတ်ကောက်ကိုဘေးချလိုက်တဲ့အချိန်မှာပဲစစ်ဘရင်ကမော်ပညာတုံးပြီးသူ့ကိုကြောက်ရွံ့ဖြစ်ပြောင်းလဲပစ်လိုက်တာပါမဖမ်းဆီးခံရမီစက္ကန့်ပိုင်းမှာမြောက်မင်းကသူ့ရဲ့မော်တုတ်ကောက်ကိုလူလောကထဲလွှင့်ပစ်ခဲ့တာဖြစ်ပြီးနှစ်ပေါင်း900တိုင်ဒီတုတ်ကောက်ပြန်ရောက်လာမယ့်အချိန်ကိုစောင့်ဆိုင်းနေခဲ့ရတာဖြစ်ပါတယ်ဂျေဆွန်ကတော့ဒါတွေကိုစိတ်မဝင်စားပဲအိမ်ပဲပြန်ကျင်တယ်လို့အတင်းပြောပေမဲ့လူရန်ကတော့သူ့တာဝန်ကဒီတုတ်ကောက်ကို9ပါးချက်စင်တောင်တန်းစီပြန်ပို့ဖို့ပဲလို့ပြောပါတယ်အဲ့ဒီအချိန်မှာပဲဂျိတ်စစ်သားတွေစားတောက်ဆိုင်တွေကိုထပ်မံစီးနှင်းဝင်ရောက်လာပြီးတုတ်ကောက်ကိုလူကိုစူးစမ်းကြပြန်ပါတယ်ရုံရင်ဆန်ခက်ဖြစ်နေတော့ဂျေဆွန်ကတုတ်ကောက်ကိုလူရန်ထံကမ်းပေးလိုက်ပြီးထိုအချိန်မှာတူရီယာတိခတ်နေတဲ့လှုပ်ဝက်ဆန်းကျဲတဲ့မိန်းကလေးတယောက်ကလည်းသူတို့ကိုတိတ်တဆိတ်စောင့်ကြည့်နေခဲ့ပါတယ်တိုက်ပွဲအတွင်းလူရန်ကဂျေဆွန်ကိုစက်တိုက်ကယ်တင်ပေးပြီးနောက်ဆုံးမှာတုတ်ကောက်ကိုဂျေဆွန်လက်ထဲအတင်းထက်ကလူသားတယောက်ဟာရှင်တန်ဖို့မိမိလက်တီးကိုပဲအားကိုးရမယ်လို့ဆိုကမိမိကိုကာကွယ်ဖို့ပြောပါတယ်လူရန်ကမူရစ်လက်တီးနဲ့စစ်သားတွေကိုနှိမ်နှင်းပေမဲ့စစ်သားတွေပိုများလာတာကြောင့်ဆိုင်ထဲကနေအမြန်ထွက်ပြေးရပါတယ်အဲ့ဒီအချိန်မှာတောင်ပိုင်းကအစွမ်းထက်အမျိုးသမီးစစ်တီတော်လေးဂိုဒင်ဆာဘဲယိုကကူညီပေးခဲ့လို့3ယောက်သားမြင်းတွေပေါ်တက်စီးပြီးထူတက်တဲ့ဝါတော်ကြီးတွေကိုထွက်ပြေးလို့မြတောက်သွားခဲ့ကြပါတယ်ဒါတော်တဲ့ရောက်တော့ဂိုဒင်ဆာဘဲရိုကလူရန်ဟာမတည်နိုင်တဲ့နတ်ဖျားမဟုတ်ပဲတာမန်လူသားတူပဲလို့ဖွင့်ဟလိုက်လို့ဂျေဆွန်ကသူမဘလို့တိတာလဲဆိုပြီးတွေးတောနေမိပါတယ်လူရန်ကလည်းသူတို့သွားမဲ့လမ်းကစပစ်ဝိုင်မရှိတဲ့6တွေ့တဲ့တဲခန္ဓာရကိုဖျက်ရမှာမို့တောင်ပေါ်အထိအတူလိုက်မလာနိုင်ကြောင်းဝန်ခံပါတယ်ဆာဘဲရိုကမတည်နိုင်တဲ့နတ်ဖျားတိုင်းမှာစွမ်းအားထိမ့်သိမ့်ပေးတဲ့တောက်ဆရာရှိပြီးလူရန်အတွက်ကတော့ဝိုင်းဖြစ်တယ်လို့ရှင်းပြပါတယ်မခွဲခွာမီမှာလူရန်ကမင်းဒီကဘာမှာတေရင်ပစ္စုပန်ကဘာမှာလဲတေလိုက်မယ်လို့သတိပေးလိုက်တာကြောင့်ဂျေဆွန်တယောက်ကြောက်လန့်သွားပြီးသူ့ကိုကွန်ပျူတာပညာသင်ပေးဖို့အသေးအတန်တောင်းပန်ပါတော့တယ်
လူရန်ကပထမတော့သူ့ကိုဝါတုတ်တစ်ချောင်းနဲ့မြက်ဖြတ်တဲ့အလုပ်ကိုပဲခိုင်းစေခဲ့ပါတယ်ဒုတိယမြောက်နေ့မှာဂျေဆွန်ကညီးငွေလာပြီးတကယ်တင်တန်းကိုတောင်းဆိုတဲ့အခါသူမြင်ဘူးသမျှကွန်ဖူးရုပ်ရှင်တွေကနီးစနစ်တွေကိုစရင်ပြုစုပြပါတယ်ထိုအခါလူရန်ကဂျေဆွန်ရဲ့ရင်နွေးချမ်းပကံတွေကိုရင်နွေးတွေရှန်ထွက်နေတဲ့တိုင်အောင်စက်တိုက်လောင်းထည့်လိုက်ပါတယ်ဂျေဆွန်ကရှန်နေပြီလို့ကန့်ကွက်တော့မှလူရန်ကမင်းဟာလည်းဒီရင်နွေးပကံလိုပဲအသိပညာတွေအယူဆတွေနဲ့ပြည့်ရှံနေတဲ့မိမိကိုယ်အရင်ဆုံးဗလာချင်းမထားတဲ့၍အစ်စ်အရာတွေကိုဘယ်တော့မှတင်ယူနိုင်မှာမဟုတ်ဘူးလို့တသနာနဲ့သင်ခန်းစာပေးလိုက်ပါတယ်ဒါပေမဲ့ဂျေဆွန်ကထိုစကားကိုဓာတ်ရိုက်အတိတ်ပဲကောက်လိုက်တာကြောင့်လူရန်ကစိတ်ပြက်ပြီးသူ့ကိုမျှော်လင့်ချက်မရှိသူလို့ခေါ်ကားထွက်သွားပါတယ်ဂျေဆွန်လည်းစိတ်ဆိုးပြီးဂိုးတင်ဆပ်ပဲယိုးရဲ့ဘေးမှာသွားထိုင်ပါတယ်ဆပ်ပဲယိုးကဂီတဟာကဘာမြေနဲ့ကောင်းကင်ဘုံကိုဆက်သွယ်ပေးထားတာမို့သူမတူရိယာကိုအမြဲတိခတ်နေတာဖြစ်ကြောင်းရှင်းပြနေတော့ကောင်းကင်မှာမိုးချင်းတန်တွေမြည်ဟဲလာပါတယ်တစ်ချိန်တည်းမှာပဲဂျေစစ်သားတွေကတုတ်ကောက်ကိုလူလောကမှာမြင်တွေ့ခဲ့ရကြောင်းစစ်ပရင်ထံသတင်းပို့ကြပါတယ်ဒေါသထွက်သွားတဲ့စစ်ပရင်ကသတင်းပို့သူကိုတပ်ပစ်လိုက်ပြီးဝန်ပလွေတွေကမွေးဖွားလာတဲ့အစွမ်းထက်သပင်ဖြူဆုံးမကြီးကိုခေါ်ယူဖို့အမိတ်ပေးကသူနှိမ့်ဆက်နေတဲ့အမျိုးသမီးတွေထံပြန်သွားခဲ့ပါတယ်နောက်တနေ့ဝါတော်ထဲမှာဂျေဆွန်တယောက်တည်းနိုးလာပြီးလူရန်နဲ့စာပဲယိုးတို့ကိုမတွေ့ရတော့ပဲထိုစားဝေးယုံဖြူဝစ်ဆင်ထားတဲ့လှုပ်ဝက်ဆန်းကျဲတဲ့မြင်းစည်းသူရဲ့တူပေါ်လာပါတယ်ဂျေဆွန်ကငုတ်ဆောင်လိုက်ပေမဲ့ထိုမြင်းစည်းသူရဲ့ကရွှေတုတ်ကောက်ကြီးကိုလူယူသွားခဲ့ပါတယ်မကြခင်လူရန်နဲ့စာပဲယိုးတို့ပြန်ရောက်လာပြီး၃ယောက်သားထိုမြင်းစည်းသမားနောက်ကိုလိုက်လံဖမ်းဆီးကြရာကျောင်းတော်တစ်ခုအနီးမှာသူ့မြင်းကိုတွေ့ရှိခဲ့ပါတယ်လူရန်ကအတွင်းထဲဝင်ပြီးထိုနေရာကရဟန်းနဲ့ယဉ်ကျေးစွာစကားပြောဖို့ကြိုးစားပေမဲ့ရဟန်းကနှုတ်ဆက်နေတာကြောင့်အတင်းအဓမ္မလူယူဖို့တိုက်ခိုက်ကြရပါတော့တယ်နောက်ပိုင်းမှာထိုဝေယုံဖြူဝေရဟန်းဟာစစ်ပရင်ရဲ့လူမဟုတ်ပဲတုတ်ကောက်ကိုကိုင်ဆောင်မဲ့သူကိုစမ်းတက်ဖို့စောင့်ဆိုင်နေတဲ့သူဖြစ်ကြောင်းသိရှိရပါတယ်လူရန်ကဂျေဆွန်ဟာရွေးချယ်ခံရသူဖြစ်ကြောင်းကြေညာပြီးဝိုင်းကိုတောက်လိုက်တဲ့အခါရဟန်းကဂျေဆွန်ထံချင်းကပ်လာပြီးနောက်ရုတ်တရက်အော်ဟစ်ရေမောလိုက်ပါတော့တယ်အခြားတနေရာမှာတော့သပင်ဖြူဆုံးမကြီးဟာစားတောက်ဆိုင်တစ်ခုမှာလူတစ်ယောက်ကိုဂျေဆွန်တို့အကြောင်းစစ်ဆေးမေးမြန်းနေပါတယ်ထိုလူကညှင်းဆန်တဲ့အခါသူမရဲ့နှံရိုက်ကျိုးနဲ့လေပင်ကိုအသက်ရှူကျအောင်ရက်ဆက်စွာလှုပ်လိုက်ပါတယ်အဖော်မျိုးသမီးတဦးကကမ်းပေးတဲ့ဓာတ်မြောင်ကိုကြည့်ပြီးဆုံးမကြီးကဒါဟာဂိုးဒင်ဆာပဲယိုးရဲ့လက်နက်ဖြစ်ကြောင်းချက်ချင်းမှတ်မိသွားပါတယ်တစ်ဖက်မှာတော့လူရန်နဲ့ဝေယုံဖြူရဟန်းတို့ဟာဂျေဆွန်ကိုပူးတွဲပြီးကွန်ဖူးတင်တန်းပြန်စတင်ပေးကမြင်းစည်းကွက်အနေထားတွေကိုတင် जा ပေးပါတယ်ဒါပေမဲ့ရဟန်းဖြစ်သူကလေ့ကျင့်ခန်းလုပ်နေစဉ်အတွင်းဝင်ရောက်နှောက်ယှက်ပြီးရှုပ်ထွေးအောင်လုပ်နေတယ်လို့စာပဲယိုးကလည်းသူတို့ရဲ့မကတော့မကောက်လှုပ်ရှားမှုတွေကိုကြည့်ပြီးရေမောနေခဲ့ပါတယ်ဂျေဆွန်ခမမောပန်းနွမ်းနယ်လုံးလို့နှုတ်ထွက်ချင်တယ်လို့ညှဉ်းညူပေမဲ့သူတို့ကအတင်းအဓမ္မဆက်လက်လေ့ကျင့်စေခဲ့လို့ပြင်ပန်းလာတော့လဲသင်ခန်းစာတွေကရက်လက်စပြလာပြီးဂျေဆွန်ဟာတဖြည်းဖြည်းတိုးတက်လာပါတယ်တနေ့ခီးသွားရင်လမ်းဘေးတစ်ပင်တစ်ပင်မှာစစ်ပရင်ရဲ့ရက်စက်မှုကြောင့်ဆွဲကြိုးချတေဆုံးနေတဲ့အလောင်းတွေကိုတွေ့ရတဲ့အခါစပယ်ရိုကစစ်ပရင်ဟာခွင့်လွှတ်မှုမရှိဘဲတေးရမယ်လို့ကြိတ်ဆိုပါတယ်ရဟန်းကသူမဟာငယ်ရွယ်သေးလို့မိသားစုထံပြန်တင်ကြောင်းပြောတဲ့အခါမှာတော့စပယ်ရိုကသူမရဲ့ကြေကွဲစရာအတိတ်ကိုဖွင့်ဟပြပါတယ်သူမရဲ့ဖခင်ဟာစစ်ပရင်ကိုစန့်ကျင်ခဲ့တဲ့အရာရှိတဦးဖြစ်ပြီးစစ်သားတွေကရွာကိုမိရှုကလူတိုင်းကိုတက်ဖြတ်ချိန်မှာသူမမိခင်ကတေခါနီးရေတွင်းဟောင်းနဲ့ဝက်ပေးခဲ့လို့အသက်ဘေးကလွတ်ခဲ့တာပါထိုအချိန်ကစလို့စာပဲယိုးဟာစစ်ပရင်ကိုဂျိတ်သားမြောင်နဲ့တပ်ဖို့ကြိမ်ဆိုခဲ့ခြင်းဖြစ်ပါတယ်ရဟန်းကတော့ကလဲစားချေခြင်းဟာကလဲစားချေသူထံသို့ပဲပြန်လည်တက်ရောက်လိမ့်မယ်လို့တတိပေးခဲ့ပါတယ်ထိုအချိန်မှာဆုံးမကြီးကဂင်းတို့နောက်ကိုခြေရခံရင်တဲကန်နာရတဲ့အထိလိုက်လာနေပါပြီတဲကန်နာရကိုဖျက်တန်းစဉ်ဂျေဆွန်တဲခုံပေါ်မှာချော်ကြလူနီးပါဖြစ်ရာစာပဲရိုးကကဲတင်ခဲ့ပြီးဂျေဆွန်ကလည်းသူမရဲ့ပြုတ်ကျသွားတဲ့ဂျိတ်သားမြောင်ကိုကောက်ယူပေးခဲ့ရကနေရင်းတို့နှစ်ဦးကြားတန်ရောစင်တစ်ခုစတင်ဖြစ်ပေါ်လာပါတယ်ခီးလမ်းမှာလူရန်ကရဟန်းကလမ်းမခေါ်နေသလားလို့တန်တရားဝင်လာတယ်လို့ဂျေဆွန်ကလည်းရဟန်းကိုရင်ဆိုင်ပြီးကျွန်တော်တို့ကိုယုံကြည်ရလားလို့မေးတဲ့အခါရဟန်းကတည်ငြိမ်ဖို့အသက်ရှူဖို့ပဲတတိယပါလို့ဖြေပါတဲကန်နာရတဲ့ရေပြက်ပြီးလူရန်ကရေမရှိရင်တေးလိုက်မယ်လို့ညီးတွားတဲ့အခါစပယ်ယိုးကလောင်ပြောင်ပြီးရှင်ကနတ်ဖျားဆိုဘာလို့မိုးမခေါ်နိုင်ရတာလဲလို့မေးပါတယ်လူရန်လည်းတူးထောက်ကစာလိမ့်နဲ့စုပ်တထုတ်စုပ်တံကိုတွေးဆိုပြီးမိုးရွာစေမဲ့မြင့်မြတ်တဲ့စာလုံးတွေရေးသားလိုက်ပါတယ်တိုးတော့ရွာကြလာတာကမိုးရေမဟုတ်ပဲရဟန်းကတောင်ကုန်းပေါ်ကနေကျင်းငယ်ရေဆွတ်ချလိုက်ခြင်းသာဖြစ်လို့လူရန်ခမများဒေါသတကြီးဆဲဆိုရပါတော့တယ်ဒါပေမဲ့ရဟန်းကရင်းတို့ဥတီသွားနေတဲ့ဝေးကွာလာတဲ့ငါးပါးချက်စင်တောင်တန်းကိုညွှန်းပြပေးခဲ့ပါတယ်ဂျေဆွန်ရဲ့လေ့ကျင့်မှုတွေကစက်တိုက်ဆိုသလိုအောင်မြင်လာပြီးနောက်ဆုံးမှာသူဟာကွန်ဖူးပညာကိုတကယ်ကိုတက်မြောက်လာကလေ့ကျင့်ရေးတုပ်ကိုကျွမ်းကျင်စွာကင်တွယ်နိုင်လာပါတယ်လေ့ကျင့်မှုအပြီးဂျေဆွန်နဲ့စပယ်ယိုးတို့ဘေးချင်းကတ်ထိုင်ကတိမ်တိုက်တွေကိုကြည့်ပြီးတရိတ်ဆန်ပုံစံတွေရှာဖွေရင်းအကြည့်ချင်းဆုံးမိသွားကြပါတယ်စပယ်ယိုးကဂျေဆွန်ရဲ့မိသားစုအကြောင်းမေးရဂျေဆွန်ကမိခင်နဲ့အတူနေပြီးဖခင်ဖြစ်သူကိုမတွေ့ရတာကြားပြီးဖြစ်ကြောင်းစိတ်ထဲမှာတော့တွေးချင်မိကြောင်းဝန်ခံပါတယ်ဒါပေမဲ့ရင်းတို့ရဲ့ကြီးနူးစရာစကားဝိုင်းလေးဟာစုံမကြီးရုတ်တရက်ရောက်ရှိလာမှုကြောင့်ပြပြသွားခဲ့ရပါတယ်။စုံမကြီးကဂျေဆွန်ကိုတုတ်ကောက်ပေးရင်အိမ်ပြန်ပို့ပေးမယ်လို့ဆွဲဆောင်ပေမဲ့ဂျေဆွန်ကညှင်းဆန်လိုက်ပါတယ်။စုံမကြီးကတုတ်ကောက်ကိုအတင်းလူဖို့စူးစမ်းပေမဲ့ရဟန်းကအချိန်မီကယ်တင်ခဲ့ပါတယ်။စုံမကြီးကအားလုံးကိုတက်ပစ်ဖို့အမိန့်ပေးလိုက်တာကြောင့်အင်အားကြီးမားတဲ့စစ်ကူတွေကြားထဲကနေရင်းတို့ဟာချယ်ရီဘန်တော်တွေကိုဖျက်ပြီးမြင်းစီကအသေးအတန်ထွက်ပြေးခဲ့ကြရပါတယ်။ထိုစဉ်စုံမကြီးဖြစ်ခတ်လိုက်တဲ့မြားတစ်စင်ဟာလူရန်ရဲ့နောက်ကျောကိုအရှိန်ဟုန်နဲ့ထိမှန်သွားပြီးမြင်းပေါ်ကပြုတ်ကျသွားပါတော့တယ်လူရန်ရှင်တန်ဖို့လိုအပ်တဲ့ဝိုင်မရှိတော့တာကြောင့်ရင်းတို့လမ်းကူးလက်မှာပိတ်မိနေပြီးအဖိုးအိုတူရဲ့အကူအညီကိုတောင်းခံရတန်ရာကအလုံးနဲ့ဆိုင်ကြောင်းသိရပါတယ်ဂျေဆွန်ကလူရန်ဟာမတည်နိုင်တဲ့နတ်မင်းရှိပါတဲ့ကတပားဖြစ်ပြီးဝိုင်ဟာသူ့တက်ဖြစ်ကြောင်းပြောကရဟန်းကိုဝိုင်ရှာဖို့ဆေးလွတ်လိုက်ပါတယ်အားနဲ့နေတဲ့လူရန်ကဂျေဆွန်ရဲ့အသက်အရွယ်တုန်းကသူဟာကျွမ်းကျင်တဲ့ကွန်ပူးဆရာတူဖြစ်ခဲ့ဘူးကြောင်းဒါပေမဲ့စမ်းသပ်မှုတစ်ခုမှာရှုံးနိမ့်ခဲ့ပြီးထာဝရအသက်ရှင်ခြင်းလမ်းစဉ်ကိုစွန့်လွတ်ကလူသားရဘေကိုဂယုဆိုင်လို့အခုလိုကူညီပေးခဲ့ခြင်းဖြစ်ကြောင်းသူ့အတိတ်ကိုပြောပြပါတယ်။ကျောင်းတော်ကပညာရှိအဖိုးအိုကလူရန်ကိုကယ်တင်နိုင်မဲ့ထာဝရအသက်စေးဟာဂျိန်းနန်းတော်ထဲမှာပဲရှိကြောင်းပြောပြပြီးရဟန်းကနောက်ထပ်2ရက်အကြာလက်မင်းမရှိတဲ့ညမှာနန်းတော်စီသွားမဲ့လျှို့ဝှက်လမ်းကြောင်းပေါ်လာလိမ့်မယ်လို့ရှင်းပြပါတယ်။ညတညမှာဂျေဆွန်ဟာတင်းပေါက်ပြင်ဘက်ကစပယ်ယိုးနဲ့စကားပြောဖြစ်ပြီးသူမကဂျေဆွန်ကိုပုံမရင်းချက်တမလာပြီလို့ချီးကျူးပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာရဟန်းကသွားကြည့်တဲ့အခါလူရန်ဟာတုတ်ကောက်မရှိပဲအားနည်းစွာလဲလျောင်းနေပြီးဂျေဆွန်ကတော့လူရန်ကိုကယ်တင်ဖို့အတွက်တုတ်ကောက်ကိုကင်ပြီးနန်းတော်စီတယောက်တည်းထွက်ခွာသွားခဲ့ပါပြီ။
ဂျေဆွန်နန်းတော်ထဲရောက်တော့စုံမကြီးကသူ့တုတ်ကောက်လာအပ်တာလို့ထင်မှတ်နေခဲ့ပါတယ်ဂျေဆွန်ကစစ်ပရင်ရှေ့မောက်မှာတုတ်ကောက်နဲ့လဲလှယ်ပြီးလူရန်အတွက်အသက်ကယ်ဆေးရည်ကိုတောင်းခံပါတယ်စစ်ပရင်ကထိုဆေးရည်ဟာစုံမကြီးအတွက်ရည်ရွယ်ထားတာဖြစ်လို့ဆေးရည်ရခြင်းရင်တရားမျှတတဲ့တိုက်ပွဲတစ်ခုနဲ့ရှင်ပြန်ရမယ်လို့ဆိုပါတယ်ထိုအချိန်မှာပဲယဟန်နဲ့စာပဲယိုတို့နန်းတော်ထဲကိုအစွမ်းကုန်ပြေးဝင်လာကြပါတယ်ဂျေဆွန်ကစုံမကြီးနဲ့ရှင်ပြန်တိုက်ခိုက်ပေမဲ့စုံမကြီးကအလွန်အစွမ်းထက်လွန်းလို့သူ့ကိုမြေပြင်ပေါ်ထက်တလဲလဲရိုက်ချပြီးဓာတ်နဲ့ချစ်ကနှာရိုက်ကျိုးနဲ့လဲပင်ကိုညှစ်ထားပါတယ်ဂျေဆွန်လဲတုတ်ကောက်နဲ့ပြန်တိုက်ပေမဲ့စုံမကြီးရဲ့မော်စပင်တွေကြောင့်တုတ်ကောက်လွင့်စင်သွားပြီးစစ်ပရင်လက်ထဲပြန်ရောက်သွားပါတော့တယ်ဂျေဆွန်ရှုံးနေပြီးတေးလူနီးပါးဖြစ်နေချိန်စုံမကြီးကမတေနိုင်တဲ့ဆေးရည်ကိုလူယူဖို့လှုံ့ဆော်ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာယဟန်နဲ့စာပဲယိုတို့ကအချိန်မီဝင်ရောက်လုံးထွေးပြီးပွဲကျမ်းပါတော့တယ်ယဟန်ကစစ်ပရင်ကိုရင်ဆိုင်ပြီးစာပဲယိုကစုံမကြီးကိုတိုက်ခိုက်ကဂျေဆွန်ကတော့စစ်သားတွေကိုပြန်တိုက်ပါတယ်တိုက်ပွဲအတွင်းယဟန်တွေပါကူညီဖို့ရောက်လာကြပြီးဂျေဆွန်ကဆေးရည်အိုးကိုတိတ်တဆိတ်ယူလိုက်ပါတယ်စုံမကြီးကလူဖို့စူးစမ်းပေမဲ့ဆေးပလင်းဟာလက်ဆင့်ကန်လွင့်ပစ်လိုက်ရကနေနောက်ဆုံးမှာလူရန်ထန်ရောက်ရှိသွားပြီးလူရန်ကဆေးရည်ကိုအဝါတောက်ကအစွမ်းတွေပြန်ရပြီးစစ်သားတွေကိုမှုတ်ထုတ်ပစ်လိုက်ပါတယ်ဒါပေမဲ့စစ်ပရင်ကယဟန်ရဲ့ပခုံးကိုဓားမြောင်နဲ့ရဲရဲဆက်ဆက်ခုတ်လိုက်တာကြောင့်ယဟန်ရဲ့ဝိယုံဖြူမှာတွေးချင်းချင်းညီသွားခဲ့ပါတယ်ယဟန်ကနောက်ဆုံးအဆင့်အနေနဲ့တုတ်ကောက်ကိုဂျေဆွန်ထန်လွှင့်ပေးလိုက်ပြီးဂျေဆွန်မြောက်မင်းရဲ့ကြောက်ရွံ့ကိုရိုက်ခွဲလိုက်တော့လို့အော်ဟစ်ကမိမိကိုယ်ကိုစနစ်တကျစတီးလိုက်ပါတော့တယ်ဂျေဆွန်ကကြောက်ရွံ့ကိုအားကုန်သုံးပြီးရိုက်ခွဲလိုက်တဲ့အခါမှာတော့ရွှေရောင်စွမ်းအင်မုန်တိုင်းကြီးထွက်ပေါ်လာပြီးလူတိုင်းလဲပြိုသွားကကြောက်ရွံ့နေရမှာဒဏ္ဍာရီလာမြောက်မင်းကိုယ်တိုင်ဖုံဖုံလဲလွတ်မြောက်လာပါတော့တယ်ယခုအခါလွတ်မြောက်သွားတဲ့မြောက်မင်းဟာဒေါသတကြီးနဲ့စစ်ပရင်ကိုခမ်းမတစ်ဖက်လွင့်ထွက်သွားအောင်ပြင်းထန်စွာရိုက်နှက်လိုက်ပါတယ်တစ်ဖက်မှာလဲလူရန်ကစုံမကြီးကိုဝရန်တာဘော်ကလွှင့်ပစ်လိုက်ပြီးတူမကစပင်နဲ့ဆွဲတက်လာချိန်မှာဓားမြောင်နဲ့စပင်ကိုဖျက်ပစ်လိုက်လို့စုံမကြီးရဲ့ဇလန်းလဲပြီးဆုံးသွားခဲ့ပါတယ်အဲ့ဒီနောက်ဂိုးတင်းစပယ်ယိုကဂျိတ်သားမြောင်ကိုလွှင့်ပစ်ပြီးစစ်ပရင်ကိုအဆုံးစီရင်ဖို့စူးစမ်းပေမဲ့စစ်ပရင်ရဲ့မော်ပညာနဲ့ပြန်လည်တုတ်ပြန်မှုကြောင့်ကျမ်းပြင်ပေါ်ပြုတ်ကျပြီးဒဏ်ရာပြင်းထန်သွားခဲ့ပါတယ်အသက်ရှူဖို့ခက်ခဲနေတဲ့စပယ်ယိုဟာသူမရဲ့ဂျိတ်သားမြောင်ကိုဂျေဆွန်ထံကမ်းပေးလိုက်ပါတယ်စစ်ပရင်ကဂျေဆွန်ထံပြန်တန်းဝင်ရောက်လာတဲ့အချိန်မှာပဲဂျေဆွန်ကအမိအယာရှောင်းကဂျိတ်သားမြောင်နဲ့စစ်ပရင်ရဲ့ရင်ဘတ်တက်ကိုထိုးဆိုင်လိုက်ပြီးသူကိုယ်တိုင်ခေါ်ယူခဲ့တဲ့ချော်ရည်ပူကြီးတွေကိုတွန်းချပစ်လိုက်ပါတော့တယ်ဒါကြောင့်ပဲတရုတ်ပြည်ကြီးဟာအာနာရှင်စစ်ပရင်ရဲ့ရက်ဆက်တဲ့အုပ်ချုပ်မှုအောက်ကနေလွတ်မြောက်သွားခဲ့ရပါပြီတိုက်ပွဲအပြီးမှာဂျေဆွန်တယောက်စာပဲရိုးထံပြေးသွားပြီးစစ်ပရင်ကိုနှိမ်နှင်းနိုင်ခဲ့ပြီဖြစ်ကြောင်းငိုယိုပြောပြပေမဲ့တူမကဂျေဆွန်ကိုတိုးညင်းစွာကျေးဇူးတင်စကားဆိုပြီးနောက်မျက်လုံးတွေကိုထာဝရပိတ်လိုက်ပါတော့တယ်ဂျေဆွန်ခမညာတူမကိုနန်းခွင့်မရလိုက်ရှာပါဘူးသူကစာပဲရိုးကိုအလင်းရောင်တွေတောက်ပနေတဲ့ပညာရှိအဖိုးအိုထံချီဆောင်သွားပေမဲ့အဖိုးအိုကဒါဟာစာပဲရိုးကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ကံကြမ္မာမှုဘာမှလုပ်မရတော့ကြောင်းပြောပြီးဂျေဆွန်ကိုနောက်ဆုံးဆန္ဒတစ်ခုတောင်းဆိုခွင့်ပေးပါတယ်ဂျေဆွန်ကအိမ်ပြန်ဖို့ကိုပဲရွေးချယ်ခဲ့ပါတယ်လူရန်ကဆရာနဲ့တပည့်ဟာလမ်းခွဲချိန်မတိုင်မချင်းဘဝတစ်ခုကိုမျှဝေကြရစမြဲပဲလို့ပြောပြီးဂျေဆွန်ကလည်းဘယ်တော့မှမမေ့ပါဘူးလို့ကတိပြုရာလူရန်ကစစ်မှန်တဲ့ထာဝရရှင်တန်ခြင်းဆိုတာအမတ်တရားတွေထဲမှာရှိနေခြင်းပဲလို့ပြုံးပြီးဆိုပါတယ်မြောက်မင်းကလည်းသူ့ကိုလွတ်မြောက်အောင်လုပ်ပေးလို့ကျေးဇူးတင်ကြောင်းနဲ့အခုတော့ဂျေဆွန်ကိုယ်တိုင်လွတ်မြောက်ဖို့ပြောကြားပါတယ်ဂျေဆွန်နန်းတော်တကားဝါကနေအားလုံးကိုနောက်ဆုံးအကြိမ်ကြည့်ရှုလိုက်ပြီးတဲ့နောက်ပညာရှိအဖိုးအိုကလေကိုမှုတ်ထုတ်လိုက်ရာဂျေဆွန်တယောက်တိမ်တိုက်တွေကိုဖျက်တမ်းပြီးသူ့ရဲ့ကိုယ်ပိုင်ကဘာစီပြန်လည်လွင့်ပါသွားခဲ့ပါတော့တယ်သူနိုးလာတဲ့အချိန်မှာတော့ဒဏ်ရာတွေအညိုမဲဆွဲမှုတွေနဲ့အတူပစ္စုပန်ကဘာကလမ်းမပေါ်မှာပြန်လည်ရောက်ရှိနေခဲ့ပါပြီ။အဲ့ဒီအချိန်မှာစောစောကလူမိုက်တွေကခြံစည်းရိုးကြော်တက်ပြီးသူ့ကိုထပ်မံတိုက်ခိုက်ကြပါတယ်။ဒါပေမဲ့ကွန်ဘူးပညာတက်မြောက်သွားတဲ့ဂျေဆွန်ကတော့ပြန်မခုခံပဲတည်ငြိမ်စွာရဲရဲဝံ့ဝံ့ရင်ဆိုင်လိုက်တာကြောင့်လူမိုက်တွေကြောက်လန့်ပြီးထွက်ပြေးသွားကြပါတယ်။လူပိုကတော့အဖိုးကိုတေဆုံးမှုအကြောင်းဘယ်သူမှမပြောဖို့တတိပေးသွားပါတယ်။ဂျေဆွန်ကဟုတ်အတွက်လူနာတင်ရင်ခေါ်ပေးခဲ့လို့ဆေးဘက်ဆိုင်ရာဝန်ထမ်းကအဖိုးကိုအသက်ရှင်လိမ့်မယ်လို့အာမခံပါတယ်ဟုတ်ကလည်းဂျေဆွန်ကိုငါထာဝရအသက်ရှင်လိမ့်မယ်တုတ်ကောက်ကိုပိုင်ရှင်အစ်စ်လက်ထဲအပ်ခဲ့ရလားလို့မေးရဂျေဆွန်ကပြုံးပြီးအပ်ခဲ့ပါပြီလို့ဖြေလိုက်ပါတယ်သူလူနာတင်ရင်အနီးကနေရှောင်းလန်းလာစင်ပါပဲလမ်းမှာဂိုးတင်းစပယ်ယိုနဲ့ရုပ်ချင်းတပုံစံနဲ့တူတဲ့မိန်းကလေးတစ်ယောက်ကိုတတိပြုမိသွားပါတယ်သူမကဂျေဆွန်ကိုပြုံးပြပြီးနောက်မှတွေ့မယ်လို့နှုတ်ဆက်ကဂိုးတင်းစပယ်ယိုလို့အမည်ရတဲ့ဆိုင်လေးတစ်ဆိုင်နဲ့ဝင်သွားခဲ့ပါတယ်ဂျေဆွန်တယောက်သူမနဲ့မကြမီအချိန်တွင်ထပ်မံဆုံတွေ့နိုင်ဖို့မျှော်လင့်ချက်အပြည့်နဲ့ပြုံးကြည့်နေရင်ဒီဇလန်လေးဟာပြီးဆုံးသွားပါတော့တယ်ဗျာ